အဲ့ဒီနောက်ဝိယုံနဲ့လူခြံထားခဲ့တဲ့ဖက်နှက်ရနဲ့လှဲရကိုလိုက်စစ်လိုက်တော့နန်းတော်ကမိလာတဲ့ဌာနနဲ့တိုက်ဆိုင်နေတာကိုတွေ့ခဲ့တယ်။ဒါတင်မကသေးဘူး။တေဆုံးသူရဲ့ပါဇက်ထဲမှာတွေ့ခဲ့တဲ့ချင်းဖက်ကလည်းမိလာတဲ့သမားတွေအနံ့ဆိုးတန်ခံနိုင်ဖို့ငုံလေးရှိတဲ့အရာနဲ့တစ်ထက်တည်းဖြစ်နေခဲ့တယ်။တဲလွန်စာအားလုံးကဝိယုံနဲ့လူတယောက်စီကိုပဲညွှန်ပြနေခဲ့တယ်။သူ့ကိုဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါအားလုံးကိုအလွယ်တကူဝန်ခံခဲ့တယ်။သူဟာနန်းတော်ထဲမှာအနိုင်ကျင့်ခံရတော့ကတေဆုံးသူရဲ့အကူအညီကိုရခဲ့ဘူးတယ်။အဲ့ဒီကျေးဇူးကြောင့်သူမကိုတိတ်တဆိတ်ဆွဲလန်းနေခဲ့တာပါ။နောက်ပိုင်းတေဆုံးသူနဲ့အဆက်အသွယ်ပြတ်သွားခဲ့တယ်။တနေ့တော့နန်းတော်အပြင်ရေမြောင်းပေးမှာတတိလစ်နေတဲ့သူမကိုတွေ့ခဲ့တာကြောင့်အိမ်ကိုခေါ်သွားပြီးပုံအောင်ထားခဲ့တယ်လို့ထွက်ဆိုခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲသူမကယောဂနဲ့တေဆုံးသွားခဲ့တယ်။ဒါကြောင့်အလောင်းကိုနန်းတော်တိုင်းထဲမှာကိုယ်တိုင်သွားမြုပ်ခဲ့တာလို့ဝန်ခံလိုက်ပါတယ်။ဒါပေမဲ့အမှုကဒီမှာတည်းမပြီးသေးပါဘူး။စုံစမ်းရေးမှုတွေကအလောင်းကိုထပ်စစ်လိုက်တဲ့အခါ6လလောက်ကြာနေပြီဖြစ်တဲ့ဒဏ်ရာဟောင်းတွေကိုထပ်တွေ့ခဲ့တယ်။ဒါဆိုဝိယုံနဲ့လူနဲ့မတွေ့ခင်ကတည်းကတေဆုံးသူကိုဘသူကညှဉ်းပန်းနှိပ်စက်ခဲ့တာလဲ။တဲလွန်ဆက်ကိုထပ်လိုက်ရင်သူမကိုတွေ့ခဲ့တဲ့ရေမြောင်းစီပြန်သွားခဲ့ကြတယ်။အဲ့ဒီမှာမထင်မှတ်ပဲမိတ်ကပ်မုံအနက်တချို့ကိုရလိုက်တယ်။မြေပုံနဲ့တိုက်ကြည့်လိုက်တော့အနံ့ထွက်လာတဲ့နေရာကပန်းထိုးဆန်အိမ်ဒါပေမဲ့ပန်းထိုးတဲ့သူတွေကအထက်မပေးကြအောင်မိတ်ကပ်မလိမ့်ကြတာပုံမှန်ပဲ။ဒါဆိုအဲ့ဒီနေရာမှာတခုခုကိုဖုံးကွယ်ထားတာတေချာနေပြီ။ဒါပေမဲ့စိုင်းပိုင်ရှင်ကအယူသေးတယ်လို့အပြင်လူကိုလည်းအလွယ်တကူအဝင်မခံဘူး။ဒါကြောင့်စုံစမ်းရေးမှုနှစ်ယောက်ကနက်စရာအဖြစ်ဟန်ဆောင်ပြီးစိုင်းထဲဝင်သွားခဲ့ကြတယ်။စစ်ဆေးနေတော့လှုပ်ဝက်နိုင်ရန်တစ်ခုရဲ့နောက်ကနေထူးဆန်းတဲ့အတန်တွေထွက်နေတာကိုသတိထားမိလိုက်တယ်။အဲ့ဒီညမှာပဲလူစီကားနေတာကိုအခွင့်ကောင်းယူပြီးစုံစမ်းရေးကောင်းဆောင်ကပန်းထိုးဆန်အိမ်ထဲကိုခိုးဝင်ခဲ့တယ်။တန်တရားဖြစ်စရာတစ်သားနိုင်ရန်ကိုတွန်းဖွင့်လိုက်တဲ့အခါသူ့ရှိမှပေါ်လာတာကလှုပ်ဝက်အခန်းပေါင်းများစွာအဲ့ဒီအခန်းတွေထဲမှာတော့လိမ့်လဲခေါ်ဆောင်ခံထားရတဲ့မိန်းကလေးတွေကိုကျိုးတုပ်ပြီးရဲဆက်ဆက်ပိတ်လောင်ထားကြတယ်။သူတို့ကိုပြည်တစားဖြစ်အတင်းအကျပ်အသုံးချနေခဲ့တာပါ။ဒီလိုရဲ့နောက်ွယ်မှာဘသူရှိလဲသိဖို့စုံစမ်းရေးကောင်းဆောင်ကပြည်တစားဖြစ်ဟန်ဆောင်ပြီးအထဲကိုထွက်ဝင်ခဲ့တယ်။